အေယာဝီတိုင်းဒေသကြီးပန်းတနော်မြို့နယ်မိသက်ဦးစီးမှုဦးမောင်မောင်ဦးရဲ့အနီးကပ်ကြီးကြပ်မှုဖြင့်ဒီကနေ့မနက်ပိုင်းကပန်းတနော်မြို့ရှိဌာနဆိုင်ရာအဆောက်အအုံများရုံးဌာနများမိဘကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများကိုဆောင်ရွက်ပါတယ်။အဲ့လိုဆောင်ရွက်ရမှာပန်းတနော်မြို့အလဲပိုင်းရက်ကွက်ရွှေမြင့်တင်ဖျားလန်းရှိမြို့မရဲစခန်းမိဘကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကိုမြို့မရဲစခန်းမှုဒုရဲမှုဦးဝင်းမြင့်နဲ့ဖွဲ့ဝင်များမြို့နယ်မိသက်ဦးစီးမှုရုံးမှမြို့နယ်မိသက်စခန်းမှုဒုမိသက်ဦးစီးမှုဦးစီးစီအောင်ဦးဆောင်ပြီးတန်နေတပ်ဖွဲ့ဝင်များမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့မြို့နယ်လျှက်စစ်တအားဖြန့်ဖြူးရေးလုပ်ငန်းမှတာဝန်ရှိသူများပူးပေါင်းပြီးမိဘကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှုများကိုစစ်ဆေးခြင်းရေရရှိရေးဆောင်ရွက်ထားရှိမှုများကိုစစ်ဆေးခြင်းရှေးဦးမင်းငိမ့်သက်ရေးပစ္စည်းများဖြစ်တဲ့မိကျိမိကတ်ရေပုံတဲပုံမိသက်ဆေးပုံများရှိမရှိစစ်ဆေးခြင်းလျှက်စစ်ပစ္စည်းများကောင်းမွန်မှုရှိမရှိကိုစစ်ဆေးခြင်းနဲ့ပန်းတနော်မျိုးနဲ့မိသက်ဦးစီးဌာနရဲ့အရေးပေါ်တယ်လီဖုန်းဖုန်းနံပါတ်ပါကြော်ညာဆောင်ရွက်များကတ်ချင်းများကိုဆောင်ရွက်ကြပါတယ်ပန်းတနော်မျိုးနဲ့မိသက်ဦးစီးဌာနအနေနဲ့မြို့နယ်အတွင်းရှိရုံးဌာနများဈေးများစတင်ကျောင်းများစားတောက်ဆိုင်များဓာတ်မြေဩဇာအယောင်ဆိုင်များဟိုတယ်မော်တယ်တဲကူကန်များတာသနိကအဆောက်အအုံများစက်ရုံအလုပ်ရုံများတအိမ်တက်ဆင်းမိဘေးလုံခြုံရေးစစ်ဆေးခြင်းများနဲ့မိသတိပေးစော်ဩခြင်းများကိုအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်ရှင်